သူမဖွင့်ထားတဲ့စားတောက်ဆိုင်မှာဝင်ကြီး2000ကောက်လို့အခုလိုပွဲဖြစ်နေတဲ့ခင်လင်းတွေမင်္ဂလာပါပရိသတ်ကြီးရေရွှေမလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အနုပညာလောကမှာအေးအေးဆေးဆေးနေတတ်တယ်လို့စီးပွားရေးလောကမှာလည်းအောင်မြင်တဲ့အမျိုးသမီးလုပ်ငန်းရှင်တဦးဖြစ်ရက်တည်နေတဲ့တရုတ်ဆောင်ခင်လင်းနဲ့တယောက်အခုရက်ပိုင်းမှာသူမရဲ့ဆိုင်ကဝန်ထမ်းနဲ့ဧည့်သည်ကြားဖြစ်ပွားတဲ့ပြဿနာကြောင့်လူပြောများနေပါတယ်။အဓိကကတော့ပြင်ဦးလင်ထုံးပိုရွာအနီးမှာသူမဖွင့်လှစ်ထားတဲ့လီဆူရောင်စားတောက်ဆိုင်မှာဓာတ်ပုံရိုက်ခဝင်ကြီး2000ကျပ်ကောက်ခံတဲ့ကိစ္စပဲဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းပဲခင်လင်းတွေကအလီဆူတိုင်းရင်းသားလေးဖြစ်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တထေးကြီးတဦးနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာကိုယ်ပိုင်လုပ်ငန်းတွေကိုအောင်မြင်မြင်နဲ့လုပ်ကိုင်နေတဲ့သူပါ။သူမကတနင်္သာရီတိုင်းညောင်ဦးဖေးကျွန်းဘက်မှာစလုံတိုင်းရင်းသားတွေကိုကူညီရင်းနဲ့အပန်းဖြေဟိုတယ်တွေဖွင့်လှစ်ထားသလိုရန်ကုန်မြောက်တကုံနဲ့ပြင်ဦးလင်တို့မှာလည်းလီဆူရိုးရာအစားအသောက်တွေကိုအောင်မြင်စွာနဲ့ဖွင့်လှစ်ပြီးတော့လည်ပတ်နေရဖြစ်ပါတယ်။ခင်လင်းတွေကစိတ်ထားကောင်းသူပြီးအလူအတန်းတွေလည်းရဲရဲရွရွလှုပ်ဆောင်လေးရှိသူတဦးဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြင်ဦးလင်ကသူမရဲ့လီဆူရွာဆိုင်ကိုလာရောက်လေပတ်တဲ့အဖွဲတစ်ဖွဲနဲ့ဆိုင်ကဝန်ထမ်းအမျိုးသမီးတို့ကြားမှာစတင်ခဲ့ရပါ။ခင်လင်းတွေရဲ့ဆိုင်ကအစားအသောက်တင်မကပဲလာရောက်တဲ့သူတွေဓာတ်ပုံလှလှလေးတွေရိုက်လို့ရအောင်ပန်းချံသဘောမျိုးငွေကုန်ကြေးကျခံပြီးတော့ပြင်ဆင်ထားတာဖြစ်ပါတယ်။အဲ့ဒီမှာလာရောက်လေပတ်တဲ့သူတွေကအစားအသောက်မှပဲဓာတ်ပုံတွေပဲလိုက်ရိုက်နေတဲ့အခါမှာဆိုင်ကဝန်ထမ်းဖြစ်သူကတဦးကို2000ကျပ်စီနဲ့လူအယောက်20စီကနေကောက်ခံရကနေစကားများပြီးတော့ဆိုရှယ်မီဒီယာပေါ်ထိပွဲဖြစ်သွားခဲ့ရပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခင်လင်းတွေကတော့ရှောင်လွဲမနေပဲထွက်ပေါ်လာတဲ့ဝေဖန်မှုတွေကိုအခုလိုပဲဖြေရှင်းလာပါတယ်ခင်လင်းတွေကကျမတို့ဆိုင်ကပန်းချံမဟုတ်ပါဘူးစားတောက်ဆိုင်မှာလာရောက်စားသုံးတဲ့ customer တွေအေးအေးဆေးဆေးနဲ့ပုံလှလှလေးတွေရိုက်လို့ရအောင်ငွေကုန်ကြေးကျခံပြီးတော့ပြင်ဆင်ပေးထားတာဖြစ်ပါတယ်လို့သူမကဆိုပါတယ်သူမရဲ့အဆိုအရဆိုင်မှာလာရောက်စားသုံးတဲ့သူတွေအတွက်တော့ဓာတ်ပုံရိုက်တာကအခမဲ့ဖြစ်ပေမဲ့ဆိုင်မှာဘာမှမမှာပဲဓာတ်ပုံပဲလာရိုက်တဲ့သူတွေအတွက်ကတော့ပြုပြင်ထိန်းသိမ်းကအနေနဲ့တဦးကို2000ကျပ်ကောက်ခံတာကလုံထုံးလုံနည်းအတိုင်းမှန်ကန်တယ်လို့ရှင်းပြထားပါတယ်။ဧည့်သည်တွေဘက်ကနေဝန်ထမ်းအမျိုးသမီးရဲ့ပြောဆိုပုံကြမ်းတမ်းတယ်လို့ဆွဆွဲချက်ပေါ်မှာခင်လင်းတွေကတိုင်းရင်းသူချင်းကိုချင်းစာစိန်နဲ့အခုလိုကာကွယ်ပေးခဲ့ပါတယ်။အဆိုပါအမျိုးသမီးဟာတိုင်းရင်းသူတဦးဖြစ်တဲ့အတွက်စကားပြောတဲ့အခါမှာအော်ဂျေနဲ့လေးတန်းမှတယ်လို့ဖြစ်နေတတ်တာကသူမတို့ရဲ့သဘာဝဖြစ်ကြောင်းရိုင်းဆိုင်လိုစိမ့်နဲ့ပြောခဲ့တာမဟုတ်ဘဲဆိုင်မှာမစားဘဲအာလာချောင်းရိုက်ရှင်တဲ့သူတွေများပြားလွန်းလို့စီကံတကြဖြစ်အောင်ပြောဆိုရတာဖြစ်လို့နားလည်ပေးဖို့မြစ်တာရက်ခံထားပါတယ်တကယ်တော့အစားအသောက်ဆိုင်လုပ်ငန်းမှာ decoration အတွက်ငွေအမြောက်အများရင်းနှီးထားရတာဖြစ်လို့အချောင်လာရောက်အသုံးချတဲ့သူတွေကိုကန့်သက်ထားတာကလုပ်ငန်းရှင်တဦးအနေနဲ့တရားမျှတပါတယ်ဒါပေမဲ့ဝန်ဆောင်မှုပေးတဲ့နေရာမှာဆက်ဆံရေး customer service ကလည်းအရေးကြီးအားကြောင့်ဒီပြဿနာကတော့အမြင်နှမျိုးကွဲပြားနေတာပါခင်လင်းတွေကတော့သူမရဲ့ရိုးသားတဲ့ခံယူချက်အတိုင်းဆိုင်ရဲ့ရေရှည်ရက်တည်မှုအတွက်ဒီလိုစည်းကမ်းသတ်မှတ်ရတာဖြစ်ကြောင်းပြပြတသားဆိုထားပါတယ်ဒီဖြစ်ရပ်ကနေတဆင်ခရီးသွားတဲ့သူတွေအနေနဲ့စားတောက်ဆိုင်ရဲ့ကိုယ်ပိုင်နယ်မြေစီကံတွေကိုလေးစားဖို့လိုအပ်တယ်လို့ဆိုင်ဘက်ကလည်းပုံမပြပြတဲ့ပြောဆိုမှုတွေရှိတဲ့နေဆိုတာအမှန်ပါပရိသတ်ကြီးတို့ရောလာမစားရင်ဓာတ်ပုံရိုက်က2000ပေးရမယ်ဆိုတဲ့ခင်လင်းတွေရဲ့ဆိုင်စည်းကမ်းပေါ်မှာဘယ်လိုမြင်ကြလဲဒါဟာသဘာဝကျတဲ့ကောက်ခံမှုလို့ထင်လားဒါမှမဟုတ်ဧည့်သည်ပေါ်မှာတင်းကျပ်လွန်နေလို့ထင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်